ငါတို့ကဘာတွေလဲရော့ပါတွေပါလီယိုရော့ပါတွေမိသားစုကွာမိသားစုဆိုတာတယောက်ကိုတယောက်မသိအောင်လို့ဂရုစိုက်ရတယ်အဲ့တော့ငါမပါဘဲနဲ့တယောက်မှအပြင်မထွက်နဲ့ခြုံရှင်းမွေတွေးသိမွေတွေးထခုံသိထခုံချော်လဲပစိုးကျွတ်သိဟောအဖေကလည်းအကုန်သိနေတာကြီးပဲအေးဟုတ်တယ်မင်းတို့အပြင်ထွက်ပြီးမတ်တက်ရက်မိတာနဲ့သိမှာโอเคအဲ့လိုအဖေကတမီသားစုလုံးကိုအကြောက်တရားတွေနဲ့အသက်ရှင်အောင်ကာကွယ်ပေးတာဒါပေမဲ့တမီးကအချောက်ဆိုတော့ကကျင်တယ်ခုံကျင်တယ်လေးနော်အဲ့တော့အဖေနဲ့မတည့်ဘူးဗျာကြောက်ခစ်လူသားဘဝဘလောက်ခက်ခဲလဲဆိုရင်ကြက်ဥလေးတစ်လုံးစားရဖို့တနေကုန်အမဲလိုက်ရတယ်ဗျာဒါတော့မှခွေးတကိုရှင်းတကိုတွေလက်ထက်ကနေမလဲလူပြေးနေတော့ကြားမိတက်နေပြီလို့ကျွန်တော်ပြေးနေရပြီဆိုပြီးတော့မနဲ့ဂူရဲကိုပြန်ပြေးလိုက်ရတယ်တားရင်စားမယ်တမီးကိုကျွေးရောက်တယောက်နည်းနည်းပဲရမယ်နော်ဟောကုန်ပြီရပါတယ်အဖေဘိုင်းမစားပါဘူးလူလေဟောနေမင်းဝင်နေပြီမှောင်တော့မဲဂူထဲအမြန်ပြန်ဝင်တော့ဟေးအိတ်ကြမယ်အဲ့ဒါနဲ့အမေကပြောမကောင်းတဲ့ကလေးကိုဖုန်ခါပေးသလိုလိုနဲ့ဖြောင်းဆိုပြီးတော့နှစ်ချက်တီးပလိုက်တယ်အဖွားလဲလာဖြောင်းမိမသမီးရောကြုတ်လည်းမသိပါဘူးအေးသမီးဖြစ်သူကတောင်ထိပ်ကအင်းပေါက်တန်ကြားလို့လိုက်ကြည့်နေတာဗျာအမှကြားကြီးကဟောဟိုမှာငါအမီးကိုတက်နေမိတယ်တော်သားလေးမပြေးနဲ့ရောက်ငါတရင်တီးကြရတာပြီဟေးခွက်မြန်ဝင်နင်ဘယ်ဒီသွားနေရလဲမဟုတ်သွားဝယ်စားတာပါအဖေကမိုးချုံနေပြီနင်မသိဘူးလားမချချင်ဘူးနင်သမီးနေထိန်စမ်းအေးပါယောက်ျားရဲ့ခလေးကိုတိတ်မဆူပါနဲ့ဒီလိုနဲ့ပဲအားလုံးအိတ်နေတော့ညဘက်ကြီးအလင်းရောင်တစ်ခုကိုမြင်လိုက်ရလို့သမီးကအပြင်ခိုးထွက်ပါလေရောတကယ်တမ်းလဲတွေ့ရောမင်းသားထွန်းထားတဲ့မီးဖြစ်နေတယ်ဗျာဟင်ဒါပါကြီးလေနင်ကဘာလုပ်လဲလာစမ်းနန်လိုက်တာဟဲ့ရော့ခြေမဆုပ်ငါခြေမကြိုက်လား Hey yo what the fuck အဲ့ဒီအချိန်အဖေနိုးလာပြီးတော့သမီးကိုလိုက်ရှာပြီလေမီးတေတော့မယ်ငါ့ကိုပေးနင်က EBC ရလားဒါကိုမီးလို့ခေါ်တယ်ကွာဝေါဟိုင်းမီးလေးရေစောက်ပေါ်မှာငါနာမည်ကမင်းသားလို့ခေါ်တယ်နင်ကရောငါကမင်းသမီးအဲ့ဒါနဲ့မင်းသားကကြောက်ခစ်ကပါကြီးကပြက်စီးနေပြီခင်မမီတော့ဘူးငါတို့တောင်ထိပ်ပေါ်ကိုအရောက်သွားမှဖြစ်မယ်ဆိုပြီးတော့လိုက်ခဲ့ဖို့ခေါ်တယ်ဟဲ့ဖေဆူလိုက်မယ်ဒါဆိုလဲရော့အကူညီလိုလို့ရှိရင်မှုတ်ဖို့ဆိုပြီးတော့ပွဲစည်းတန်းကောက်လာတဲ့ခရုခွန်လေးပေးသွားတယ်မိုးလင်းတော့အဖေတို့တီသွားပြီဒါပါကြီးလေမှုတ်ရတာတမီးမှုတ်ပြမယ်ဟာငါလုံးမတေးစမ်းအဲ့ချိန်မှာပဲအုံးဆိုပြီးတော့ဂူကြီးပြိုကြပါလေရောကြောက်တုံးနေပြိုကြလာတာတောင်မှအဖေကတမီသားစုတုံးကိုကာကွယ်ပေးတာပါတယ်မိဘမြစ်တာတဘာဝနှိုးချက်ဦးပူတင်းပညာပေါ့ကွာဒီလိုနဲ့သူတို့တော်တဲ့ခရီးဆက်ကြပြီးတော့နေထိုင်မှုဂူတစ်တလုံးကိုရှာကြတာပေါ့အမှစောက်ခွက်တွေကိုထိုးကျင်တာဆိုတာဘယ်စောက်ခွက်ထိုးလို့ထိုးမှမသိဘူးဆိုတော့မြောက်တွေနဲ့တွေ့လို့ပစ်ကျွအောင်ပြေးခဲ့ရသေးတယ်ဗျာဒါနဲ့မလွတ်သေးဘူးဗျာညရောက်တော့တွေ့သမျှအကုန်စားတယ်အသားစားငတ်တွေနဲ့ထပ်တွေ့လို့ငါဘာကောင်းမှမဟုတ်ဘူးလေငါ့ကိုဘာလို့မုန်းနေကြလာလဲဆိုပြီးတော့မင်းသားရောက်လာပြီးမှမီးထုံးကယ်တင်လိုက်မှာပဲနိုင်တော့တယ်ဗျာဒီလိုနဲ့မင်းသားမိသားစုနဲ့အတူခရီးဆက်ရပါတယ်အားလုံးပဲကျွန်တော်ကမင်းသားပါဟိုင်းမင်းသားငါတို့ကမိသားစုပါလမ်းခရီးတစ်လျှောက်လုံးမင်းသားကသူ့ရဲ့ idea အသစ်တွေနဲ့ကယ်တင်ပေးတာပေါ့စူးလိုက်တာလာခဲ့ရော့ Nike ဝတ်ငါက Adidas ဖနက်ဝတ်ထားတာလေဟီဖမ်းဟီအကောင်ဖမ်းစမ်းငါဖမ်းပြမယ်မင်းသားကထောင်ချောက်နဲ့ကြက်ကိုဂျင်းထည့်ပြီးတော့ဖမ်းပြလိုက်ပြီးတော့မီးဖို့ပြီးတော့တမီသားစုလုံးကိုတခါမှကြက်ကင်မစားဘူးတော့အဝကြိတ်တာဗောဒါနဲ့မင်းသားခေါင်းဆောင်လိုဖြစ်လာတာပဲအဲ့ဒါကြောင့်အဖေကသူ့ကိုယ်သူမလိုအပ်တော့ဘူးလို့ခံစားလာရပြီးတော့မင်းကတပ်ပြစ်မယ်ဘွက်မလုံနဲ့ဟိုစတော်မလုံပါနဲ့ဟိုနဲ့နေပဲမင်းသားကငယ်တည်းကသူ့မိဘတွေကတေသွားလို့သူ့မှာမိသားစုဆိုတာမရှိကြောင်ပြောပြရင်းနဲ့ပဲအဖေကလည်းတနာသွားပြီးတော့โอเคအခုငါတို့မင်းရဲ့ idea အသစ်တွေကိုလိုအပ်တယ်ကွာဆိုပြီးတော့လက်ခံသွားခဲ့ပါတယ် Hey You gonna make me free? Reason, give me fire. Give me channel. He love me, you give me channel. He love me, you put me channel. Log it, actually. Yo, crap. Huh? I love my lady. Dilo ne, trappy ne be. Why are you running နဲ့ပဲကဘာကြီးကပို့ပြီးတော့ပျက်စီးလာခဲ့တယ်မင်းသားတို့လည်းပြေးစရာမရှိလမ်းတွေပိတ်ကုန်ပြီဘယ်ပြေးရမှမသိတာနဲ့ဟိုးဘက်ကန်းကိုကူးဖို့အဖေကမင်းသားကိုအရင်လှမ်းပစ်လိုက်တယ်ယေးသူ့မိသားစုကြတော့အရင်မပြစ်ဘူးတေးမှဆိုလို့ဟိမင်းသားโอเคတယ်ဆိုမှတယောက်ပြီးတယောက်လှမ်းပစ်လိုက်တယ်
ယော့အဖေသမီးမနက်ခင်းပွင့်နဲ့ပန်းလေးတက်ကိုပိုမွေတာချေသမီးလေးရဲ့ပါလူလူလေးတွေပါအဲ့လေ ဒါလို့ သွားတော့သမီးဖေရောအဖေကရတယ်နော်အဖေကိုစိတ်မပူနဲ့ယော့ဒီလူနဲ့အဖေကတယောက်တည်းကြံခဲ့ပြီးတော့ပုံးမို့ကူရဲကိုပြေးဝင်သွားခဲ့တယ်အထဲရောက်တော့လူလိန်ကောင်ဆိုပြီးတော့ကြားကြီးနဲ့တွေ့တော့မိကငိမ့်တော့မလို့ကြားရောအဖေရောမနှဲပြန်မှုတ်လိုက်ရတယ်ကြားကြီးကလည်းတေးရတော့မှဆိုတော့ကြောက်နေရှာတာဗောအမှပဲအဖေကငါအကြံတစ်ခုရပြီဆိုပြီးတော့ဒိုင်နိုဆောအယိုးပေါ်ကစီနဲ့တွေတုတ်အသားစားငတ်တွေကိုမြားခေါ်ပြီးတော့ပြေးလာခဲ့တယ်ငတ်တွေလည်းကတ်သွားရောဆိုပြီးတော့မီးတုံနဲ့သူလိုချင်တဲ့နေရာကိုထိုးပြီးတော့မောင်းပါလေရောဒီလိုနဲ့မိုးပြန်အယိုးစုကြီးကိုမောင်းပြီးတော့လွတ်ခန်ဒီမှာကြောက်တုံးနဲ့တက်နေတာဟေးကဘာကြီးကလည်းပြုံနေပြီဖောင်းလူဘီကွာယေးအဖေမသေးဘူးယေးဒီလိုနဲ့အားလုံးအသက်ရှင်သွားပြီးတော့ကဘာအစ်တစ်ခုမှာအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြတယ်ဗျာဒီကားရဲ့အထူးကပေးခြင်းတဲ့ message ကတော့မိဘမြတ်တာတဘာဝနှိုးချက်ကိုပူတင်းပါပဲဗျာအဲ့တော့ငါလည်းမောနေပြီဘိုင်ဘိုင်